မွေးမင်္ဂလာပါရှင်မင်္ဂလာပါဘုံမူအခုလို82နှစ်မြောက်တက်မတော်နေစေးပြခမ်းနားမှာပါဝင်ခွင့်ရတဲ့အတွက်ဘုံမူရဲ့ခံစားချက်လေးကိုပြောပြပေးပါအောင်ရှင်အတိုင်းမသိပေါ့ဝမ်းသာပါတယ်ဂုဏ်လေးယူပါတယ်ဟုတ်ကဲ့ရှင်ပြည်သူတွေကလည်းအများကြီးအားပေးတဲ့အတွက်ဒါအများကြီးကျွန်တော်တို့ဂုဏ်ယူရတဲ့အခမ်းအနားဖြစ်ပါတယ်ဟုတ်ကဲ့ရှင်အခုလိုမျိုးလေးညီညာတဲ့စေးပြကွက်တွေရဖို့အတွက်ကောဘုံမူတို့ဘယ်လောက်အချိန်ယူပြီးလေ့ကျင့်ခဲ့ရလဲလေ့ကျင့်ခဲ့ရတဲ့အချိန်အပြင်ကတော့2ပတ်လောက်တော့လေ့ကျင့်ခဲ့ရတာပေါ့ဒါမှအပြင်ကတော့စေးပြတလားလောက်လေ့ကျင့်ရတာပေါ့နော်ဒါပေမဲ့ကျွန်တော်2ပတ်လောက်တွင်းပါချိုးစားစားလေ့ကျင့်ခဲ့တဲ့အတွက်လက်ရှိအနေထားလေးဒါကောင်းမွန်လေးဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်ဟုတ်ကဲ့ရှင်82နှစ်မြောက်ဆိုရယ်တမိုင်းကြောင်တစ်လျှောက်မှာတက်မတော်ရဲ့အစင်လာပေါ်ရောဘုံမူဘယ်လိုမြင်ပါသလဲရှင်အစင်လာကတော့တမိုင်းကြောင်တစ်လျှောက်လုံးမှာတက်မတော်ရဲ့အစင်လာကတော့အကောင်းဆုံးပါပဲပြောစရာတော့တိတ်ထွေထူးမရှိပါအားလုံးလည်းသိပြီးသားဖြစ်ပါတယ်ဒါတက်မတော်ကအစင်လာကောင်းတဲ့အစင်လာနဲ့ပဲတတိတေးခဲ့တယ်ကောင်းတဲ့အစင်လာနဲ့ပဲဆက်လုပ်နေနောင်လဲကောင်းတဲ့အစင်လာနဲ့တောက်လျှောက်နိုင်ငံတော်ကိုကောက်ကွယ်သွားမယ်လို့ယုံကြည်ပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ပြည်သူလူထုအတွက်လည်းဆုတောင်းစကားလေးပြောပေးပါဦးရှင်ငြင်းညမ်းပါစေဟုတ်ကဲ့ရှင်အားလုံးငြင်းညမ်းစေခြင်းပါတယ်စီစီလုံးညီညွတ်ညွတ်နဲ့ငြင်းချမ်းချမ်းနဲ့ဖြစ်စေခြင်းနဲ့အားလုံးဟုတ်ကဲ့ရှင်ဟုတ်အခုလိုဖြေချပေးရကျေးဇူးများတင်ပါတယ်ရှင်ဟုတ်ကဲ့ရှင်မင်္ဂလာပါခင်ဘိုးတို့အခု82နှစ်မြောက်တက်မတော်နေစေးပြအခမ်းအနားမှာပါဝင်ပြီးရှောက်ခွင့်ရတဲ့အတွက်ဘိုးတို့ရင်းနှီးခံစားချက်လေးပြောပြပေးပါအောင်ရှင်ရင်းနှီးခံစားချက်ကိုပြောပြရရင်တော့ဂုဏ်ယူရပါတော့ကျွန်တော်တို့ရှောက်နေတဲ့အချိန်မှာမိဘပြည်သူတွေကလည်းကြက်တည်ရှိလိုက်တာတို့ပြီးဒါမှမဟုတ်မှာကျမကြပါစေချမ်းသာကြပါစေတက်မတော်သားတွေအနေကင်းပေးရှင်းပါစေအဲ့လိုပြောတဲ့အချိန်မှာဝမ်းသာပီတိဖြစ်မိပါဟုတ်ကဲ့ရှင်ရင်းနှီးမှာလိုက်နေဝမ်းသာဂုဏ်ယူမိပါတယ်ဟုတ်ကဲ့ရှင်82နှစ်မြောက်ဆိုတော့တမိုင်းကြောင်တစ်လျှောက်မှာတက်မတော်ရဲ့အစင်လာပေါ်ရောဘိုးကြီးဘယ်လိုများမြင်ပါသလဲရှင်ဟုတ်ကျွန်တော်တို့တက်မတော်မှာဆိုရင်တော့တက်မတော်စင်လာ12ရက်ရှိရပါမယ်အဲ့12ရက်နဲ့အတူကျွန်တော်တက်ပြပြင်ဆင်ရတဲ့အထိတောင်းတန်းဆောင်တာပါမယ်ခင်ဗျဟုတ်ကဲ့ရှင် TV မှာကြည့်နေရလေမိသားစုဝင်တွေရောဘာမှပြောချင်သေးလဲရှင်တီဗန်ကြည့်နေမိသားစုဝင်တွေလည်းကျွန်တော်တို့လည်းပဲထပ်တူထပ်မြခုံယူနေမယ်လို့ဝမ်းသာပီတိဖြစ်မိပါတယ်နော်ဟုတ်ကဲ့ရှင်သူတို့အနေနဲ့လည်းဖြစ်နိုင်တော့ဒီကိုလာပြီးတော့အခုလိုမျိုးပဲမိဘပြည်သူတွေလိုပန်းကောင်းစော့တာတို့စုမကောင်းတောင်းမိတာတို့လုပ်ပေးစီချင်ပါတယ်ဟုတ်ကဲ့ရှင်ပြည်သူလူထုအတွက်လည်းဆုတောင်းစကားလေးပြောပေးပါအောင်ရှင်ဟုတ်မြန်မာနိုင်ငံကြီးလည်းမြန်သောအေးချမ်းပါစေပါနော်ကျွန်တော်တက်မတော်သားကြီးလည်းပြည်သူတွေနဲ့တထက်ထဲတတွေးရဲ့တထက်ထဲကြာပြီးတော့ဟိုတက်မတော်တက်နေပြည်သူမြဲကြည်ဖြူဆိုတဲ့အတိုင်းပဲကျွန်တော်တက်မတော်ဒီထက်မကချစ်ခင်မြန်လို့ပေးကြပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ကျေးဇူးတင်ပါတယ်ရှင်ခုလိုဖြစ်လေးညီမလေးမင်္ဂလာပါရှင်ဟုတ်မင်္ဂလာပါညီမလေးဒီ82နှစ်မြောက်တက်မတော်နေစီပြအောင်လေလာပြီးကွန်ပျူတာရဲ့ရွယ်ချက်လေးကိုသိချင်လို့ပါရှင်ဒါညီမဘဝအတွက်ပထမဆုံးတက်ရောက်ခြင်းပေါ့နော်အမျိုးသားကိုလာပြီးတော့ကွန်ပျူတာပါဟုတ်ကဲ့အရင်လည်းရင်ခုန်ပါတယ်ပြီးတော့အရင်လည်းခုန်ယူပါတယ်ဟုတ်ကဲ့ရှင်အခုလိုမျိုးမိသားစုကိုယ်တိုင်ကဒီမှာပါဝင်နေတာဖြစ်တဲ့အတွက်ပို့ပြီးတော့ခုန်ယူရတာပေါ့နော်ဟုတ်ကဲ့ရှင်အဲ့တော့ညီမလေးဒီတိုင်းသူပြည်သားတွေပြည်သူလူထုတွေလည်းဆုတောင်းစကားလေးပြောပေးပါအောင်ရှင်ဒီနေ့ဒီချိန်ကစပြီးတော့တိုင်းသူပြည်သားရဲ့အကုန်လုံးအေးချမ်းပါစေတာယာပါစေပြီးတော့ဒီထက်ပို့ပြီးတော့လည်းဖွံ့ဖြိုးတိုးတက်ပါစေပေါ့နော်ဟုတ်ဆုတောင်းပေးပါတယ်ဟုတ်ကဲ့ရှင်ခုလိုပြချပေးရကျေးဇူးတင်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါရှင်မင်္ဂလာပါအမဒီလိုမျိုးလေအခုလိုစေးပြစစ်ကြောင်းကိုလေပန်းစည်းတွေနဲ့ခုံပြုတ်ပြီးတော့လာတဲ့ရည်ရွယ်ချက်လေးကိုသိချင်ပါတယ်ရှင်နိုင်ငံတော်ကာဝယ်စစ်ကြောင်းတက်မတော်ရေးချစ်လို့လာတာပါဟုတ်ကဲ့ရှင်ဟုတ်အခုလိုမျိုးညီညာနဲ့လာရောက်တဲ့စစ်ကြောင်းကိုမြင်ရတဲ့အချိန်မှာအမကြီးနဲ့ဘယ်လိုခံစားရလဲရှင်ရဲကိုကြီးပြီးဝမ်းသာမိပါတယ်ဟုတ်ကဲ့ရှင်ဟုတ်တက်မတော်နဲ့ပြည်သူဆိုတာမိဘနဲ့သားသမီးတစ်ဖွဲလို့တင်စားကြတဲ့အပေါ်ကိုအမဘယ်လိုမျိုးမြင်မိပါသလဲရှင်တက်မတော်သားတွေကိုကိုယ့်ရဲ့သားသမီးလိုပဲချစ်မြတ်လို့ပါတယ်အမဟုတ်ကဲ့ရှင်ဟုတ်ပါလေပြည်သူလူထုအတွက်လည်းအမအားပေးစကားလေးပြောပြပါအောင်ရှင်ပြည်သူလူထုကတက်မတော်ကြီးရှိနေလို့ရှင်တော့လုံခြုံပန်းနေထိုင်နေရခံစားပြီးပါတယ်အမဟုတ်ကဲ့ရှင်နောက်နှစ်တည်းရောလာရောက်ဖို့ရှိကြလဲရှိပါတယ်အမဟုတ်ကဲ့ရှင်ဟုတ်ကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာပါရှင်မင်္ဂလာပါရှင်အမဒီ82နှစ်မြောက်တက်မတော်နဲ့စေးပြအခမ်းအနားကိုတက်ရောက်ရတဲ့ခံစားချက်လေးကိုပြောပြပေးပါအောင်ရှင်ဝမ်းသာပီတိဖြစ်မှာပါတယ်ဟုတ်ကဲ့ရှင်အခုလိုစေးပြစစ်ကြောင်းရညီညာနဲ့ချီတက်လာတာကိုမြင်ရတဲ့အချိန်မှာအမကြီးနဲ့မှာဘယ်လိုခံစားရလဲရှင်ယူမိပါတယ်ရှင်ဟုတ်ကဲ့ရှင်ဟုတ်အမတက်မတော်သားတွေနဲ့လေပြည်သူတွေအတွက်လည်းအမဆုတောင်းစကားလေးပြောပေးပါအောင်ရှင်ကျမချမ်းသာပါစေပေါ့နော်ဒီထက်မကတိုးတက်အောင်မြင်တဲ့ပုံကိုဖြစ်ပါစေလို့ရှိတော့ပါရှင်ဟုတ်ကဲ့ရှင်အခုလိုဖြစ်ကြပါစေကျေးဇူးတင်ပါရှင်အန်နီမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်အန်နီအခုလိုမျိုးစေးပြစစ်ကြောင်းကြီးကိုလေပန်းကုန်းနေနဲ့လာရောက်ကွန်ပျူတာရဲ့ရွယ်ချက်လေးကိုသိချင်ပါတယ်ရှင်အမတို့တက်မတော်ရအစဉ်အမြဲတမ်းနုပြိုလန်းဆန်နေတဲ့တက်မတော်ကြီးဖြစ်တဲ့အတွက်ကြောင့်မို့ဒီတက်မတော်နေရဆိုအမြဲအစဉ်ဆက်ဒီလိုတီတန်းခိုင်မြဲနေအောင်လို့အမတို့အားကြောင့်မို့လို့ဝန်တာအားရနဲ့လာပြီးတော့ပန်းကုန်းလာဆွတ်တာပါဟုတ်ကဲ့ရှင်ဟုတ်ပန်းကုန်းဆိုရင်လည်းရောတက်မတော်သားတွေအတွက်ဘယ်လိုလေးဆုတောင်းစကားလေးတွေပြောပြမလဲရှင်အမြဲပေးရန်ကင်းပြီးတော့တက်မတော်ကြီးအချင်းသာပါစေပြည်သူတွေလည်းအားလုံးအချင်းပါသေးလို့ဆုတောင်းပေးပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ပြီလို့ပြကြပေးရကျေးဇူးတင်ပါတယ်ရှင်